အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ဝင်ပြမယ့်အကြောင်းအရာလေးကတော့ Apple Store မှာပေါ့နော်ဒီ application တွေ download မရတဲ့ဖြစ်တာဖြစ်ရှင်းနေဖြစ်ပါတယ်။ကျွန်တော် upload တဲ့အောင်မေးထားပါနော်ဒီ KB လေး download မရဘူးဆိုတော့တောင်းကြည့်တဲ့အချိန်မှာဝိုင်းလေးလေနေပါဗျာအဲ့လိုမျိုးနေမတက်နိုင်မနဲ့တောင်းမရတဲ့ဖြစ်တာ What? Bro, what are you talking about, man? ညာဘက်တောင်းက user icon လေးကိုနှိပ်လိုက်ပြီးအောက်ဆုံးမှာ sign out ကိုနှိပ်ပါ sign in with Apple account ဆိုရှိပါတော့နောက်တစ်ချက်ပြန်နှိပ် continue နှိပ်ပေးပါအဲဆို Apple account နဲ့ပြန်ဝင်တော့ရပါတော့ပြီးရင်တော့ KB application ကိုပြန်ဆန်းတောင်းကြည့်မှာပါနော်acquire after 15 minutes ဆိုတော့နေနိုင်မယ်ပြီးတော့ download ကစလုပ်နေပါနော်ပြရှင်းနေရရိုးရှင်းလေးပါပဲအဓိကတော့ sign out လုပ်ပြီး sign in ပြန်လုပ်တဲ့နည်းလေးပါပဲเนาะဒီနည်းလေးနဲ့အဆင်ပြေမလို့မျှော်နေပါနဲ့